လူဘဝဆိုတာအမြဲတမ်းဆန်းကျယ်တယ်အစိန္ဒိတံပိဘဝတိစိန္ဒိတံပိဝိနတတိအစိန္ဒိတံပိကြံစီမထားတဲ့အရာဟာလည်းပဲဘဝတိဖြစ်လာတတ်တယ်စိန္ဒိတံပိစိတ်ကူးကြံစီထားတဲ့အရာကလည်းဝိနတတိပျောက်ပြက်သွားတာမျိုးလည်းရှိတယ်နာဟိစိန္ဒမယဘောကအဋ္ဌိယပုရိသတ္တဝါအမျိုးသားမှာပဲဖြစ်ဖြစ်မျိုးသမီးမှာပဲဖြစ်ဖြစ်ရရှိထားတဲ့စီးစိမ်ဥစ္စာတွေဆိုတာစိတ်ကူးတဲ့အတိုင်းရကြတာတော့မဟုတ်ဘူးတဲ့ဒါလောကရဲ့သဘာဝကိုမိဖြစ်သူရောက်ရှိသွားတဲ့မဟာဇနကမင်းကြီးကသူ့ဘဝအရေးကိုညှော်တွေးပြီးတော့သူ့ဘဝမှာပြောင်းလဲမှုတွေကိုဆင်ញင်သုံးသပ်ပြီးပြောခဲ့တဲ့စကားလေးတစ်ခုပဲနော်။ဒါကြောင့်မို့ဒီစကားလေးကိုဘဝသင်္ကန်းစာအဖြစ်မှတ်ယူထားကြအောင်ဖြစ်တယ်။လူတွေကစိတ်ကူးထားတာမရရင်စိတ်ဆင်းရဲမှုနဲ့ကြုံတတ်တယ်။စိတ်မကူးပဲနဲ့အောင်မြင်လာလို့ရှိရင်လေကိုယ့်ကိုအထင်ကြီးသွားတတ်တယ်။အဲ့ဒါမျိုးတွေမဖြစ်စေဘူးလောကမှာစိတ်ကူးမထားလဲဖြစ်ခြင်းဖြစ်တယ်စိတ်ကူးထားလဲဖြစ်ခြင်းမှဖြစ်တယ်ဆိုတဲ့လောကသဘာဝဆင်ញင်စဉ်းစားထားအဲ့ဒါလိုတွေမကဘူးဒုက္ခပဏိတောနရောတပ္ပညောစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကဒုက္ခရောက်နေရင်တောင်ဘဝမှာချမ်းသာဒုက္ခရဖို့အရေးနဲ့ပတ်သက်ပြီးတော့ညှော်လင့်ချက်ကိုဖြည့်ဆည်းမပြရဘူးစွန့်လွတ်ခြင်းမလုပ်ရဘူးလို့ဆိုတဲ့စကားဟာလေမှတ်သားလိုက်တဲ့စကားပဲအဲ့တော့လောကကြီးဟာကိုဖြစ်ချင်တာဖြစ်ချင်မှဖြစ်မယ်မဖြစ်ချင်တာလည်းဖြစ်ချင်ဖြစ်မယ်ဒါလောကရဲ့သဘာဝတို့ဆင်ញင်သုံးသပ်ပြီးတော့ကိုလှုပ်တဲ့နာပဲလှုပ်ဖို့လုပ်တယ်ပေါ့အရေးကြီးတာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာရွေးချယ်ဖို့သာကိုတောင်းဖြစ်တာမဖြစ်တာကိုတောင်းမဟုတ်ဘူးဒါလောကလူတွေရဲ့သဘာဝတရားနဲ့ဘဝသင်္ကန်းစာကိုယူတတ်ဖို့ပြောတဲ့စကားတွေကြီးပဲဖြစ်